ကြိုက်တဲ့ဗီဒီယိုတွေ music တွေကိုကျွန်တော်ဒီမှာတွားပြီးတော့ရိုက်ရှာလိုက်မှာဖြစ်ပါတယ်ရိုက်ရှာလို့ရမှာပေါ့နော်ဟုတ်ပြီနော်ဒီမှာကျွန်တော် channel လေးကိုကျွန်တော်ရိုက်ရှာပြီးတော့ channel လေးတွားမယ်ကျွန်တော် channel တွားပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ဗီဒီယိုတစ်ခုကိုနှိပ်ကြည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒီတခြင်းတွေပါတယ်နားထောင်ခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဖွင့်ပြီးတော့နားထောင်ခြင်းနဲ့ဒီမှာ screen ကိုကျွန်တော်တို့ပိတ်ထားတဲ့ screen ကိုပိတ်ပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရမှာပေါ့နော်တခြင်းတွေပါတယ်တုံးပြလို့ခြင်းနဲ့ဖြစ်တဲ့ဆောင်းရာသီဟာအရွယ်အားဖြင့်10 စင်တီမီတာထိရှိပါတယ်ဆောင်းရာသီကိုအကွင်းလိုက်လေးတွေလိလိုက်မယ်ဟုတ်ပြီနော်ဒါဆိုတော့ဒီ application လေးကအချုံးကခုပါတဲ့ကျယ်လေးလိုဖြစ်သွားပါတယ်ဆောင်းရာသီကမမဲ့သေးခင်မှာအစိမ်းအောင်ရှိပြီးခက်တင်းတင်းနဲ့ချင်းဖတ်ဟုတ်ပြီဒါဆိုတော့မိတ်ဆွေတို့ဒီ application